ဒီမှာမေးဒီနေ့ဒီဒေတာကိုခြေတော်မချဘူးလို့အထက်ကပုံကိုယ်တွေကအမိတ်ပေးထားရတာနဲ့အဲ့ဒီအမိတ်တွေကိုပယ်ဖြတ်ပြီးတော့ဘာကြောင့်ဒီနယ်ကိုရောက်လာတာအမေရဲ့ပညာရက်တွေဘယ်လောက်စွမ်းလဲဆိုတာကိုကျွန်တော်သိပါတယ်အမေရဲ့ကဝေးအကြီးစားဆုံးပညာရက်တွေကိုအကုန်လုံးတက်မြောက်ထားတဲ့သူဆိုတော့တော်ယုံတန်ယုံပညာတွေတွေကအမေကိုမရှင်နိုင်ဘူးဆိုတာကိုလည်းကျွန်တော်သိပါတယ်ဒါပေမဲ့တခုတော့ရှိရင်တော့အမေရဲ့ပညာရက်တွေအားလုံးကကျုပ်ကိုတော့ဘယ်လို့မှမရှင်နိုင်ပါဘူးအမေကြီးကကျုပ်ရဲ့အမေရွယ်ဆိုတော့ကျုပ်ဘက်ကရိုင်းပြတာမှရှိရင်ခွင့်လို့ပေးပါလို့တခါတည်းပဲတောင်းပန်ထားပြစီကဲအခုချိန်ကစပြီးတော့အမေရဲ့ပညာရဲ့အစွမ်းတွေဘယ်လောက်ထက်လဲဆိုတော့ကျွန်ုပ်ကြည့်ချင်တယ်